တန်လိုက်ဆွဲရအကြောင်းကိုကျွန်တော်ဟိုshare လုပ်ပေးပါပေါ့နော်တန်လိုက်ဆွဲရကကျွန်တော်တို့မော်တာပြောက်စနစ်တွေမှာမော်တာပြောက်စနစ်တွေမော်တာစနစ်တွေမှာဒီတန်လိုက်ကရုံးအောင်တစ်ခုပဲเนาะအဲ့တော့ဒီကောင်ဒီကြက်မကောင်းတဲ့ဟာကောင်းတဲ့ဟာရှိမယ်မကောင်းတဲ့ဟာရှိမယ်တကယ်တော့သူ့ကိုကျွန်တော်တန်လိုက်တိုင်းနဲ့ magnetic field meter နဲ့တိုင်းတင်တာပေါ့เนาะ strand ပေါ့เนาะသူ့ရဲ့ဒီ R ပေါ့ဒီတွန်းကန်အားဆွဲအားတွေကိုတိုင်းနဲ့ဆက်လေးနဲ့စစ်တင်တာပေါ့เนาะဒါကဈေးကွက်မှာလို့တကူတော့လောလောဆယ်ဝယ်မရသေးဘူးเนาะတော့ဒီထဲဒီမှာထည့်တဲ့ဒါတန်လိုက်တွေပေါ့เนาะဒါတန်လိုက်အနေထားတွေလောလောဆယ်ကျွန်တော်မီတာနဲ့ရှိဘူးဆိုတော့ပေရန်လေးနဲ့တိုင်းကြတယ်ဒါကမကောင်းတဲ့ကောင်ဒါမကောင်းတဲ့ကောင်ဒီမှာကျွန်တော်သူ့ရဲ့ဆွဲရအောင်ကြည့်မယ်ဒီမှာတက်လက်မှမထားပဲပေါ့เนาะမဆွဲဘူးเนาะမဆွဲဘူးเนาะဆွဲကြတာမတွေ့ရဟုတ်ဆွဲကျင်တယ်เนาะဒါတက်လက်မှထားလိုက်မယ်เนาะဒါကမကောင်းတဲ့ဟာကောင်းတဲ့ဟာနဲ့ဆွဲပြမယ်အဲ့လိုက်ဆွဲရ strand ဆိုအားပေါ့เนาะသူအားဘယ်လိုကွာပါလဲဆိုတော့ပြဒါကောင်းတဲ့ကောင်ဒါတူနေလို့ဒါတော့ပတ်မတူတော့โอเคဒါဆွဲကြတာเนาะပြန်ချပြမယ်သူကဟိုပါတလက်မနာမှာသူကဟိုဖြစ်တယ်ဆွဲเนาะတလက်မတော့မပြီးဘူးသူ့ဆွဲရရန်ကောင်းတယ်เนาะဒါကောင်းတဲ့တန်လိုက်တွေကြလိုက်ပြီဆိုမော်တာတွေကကောင်းမလဲတော့ဘူးလဲရုံးမရှိတော့ဘူးရက်မယ်ပေါ့เนาะဒါလည်းမကောင်းတဲ့ကောင်မကောင်းတဲ့ကောင်နှစ်ခုကိုကျွန်တော်ပေါင်းလိုက်မယ်ပေါင်းပြီးတော့လုပ်ပြမယ်เนาะပေါင်းလိုက်မယ်ဒါဘတ်တူနေလို့เนาะဒါတက်လက်မှရသွားတယ်အဲ့တော့ဒီနှစ်ခုရဲ့အားနဲ့တစ်ခုရဲ့အားနဲ့ကသွားတူနေတဲ့အတွက်သွားတူနေပါเนาะအဲ့တော့ तू ကအားကျသွားတာတန်လိုက်အားကျသွားတဲ့မော်တာတွေကောင်းမလဲတော့ဘူးရုံးအားမရှိတော့ဘူးပေါ့เนาะရုံးအားမရှိတော့ဒါကြောင့်မလို့ဒီတန်လိုက်ရဲ့ strand ကအရင်အရေးကြီးပါတယ်เนาะမော်တာရောက်စနစ်တွေကျွန်တော်တန်လိုက်တုံးတွေအဲ့မှာကျွန်တော်တန်လိုက်တုံးတွေတန်လိုက်ဆွဲရကောင်းမှကျွန်တော်တို့ကွန်ရက်နေ AC ကောင်းထွက်မယ်เนาะ charging မထွက်တဲ့ပြဿနာတွေဖြစ်နိုင်တယ်အထွက်နေတာတွေဖြစ်နိုင်တယ်တန်လိုက်တုံးကအများကြီးအရေးပါတယ်เนาะတန်လိုက်ဒီမှာဒါဆိုရင်တစ်ခုတည်းဆက်ပြမယ်เนาะတလက်မအောက်ကိုဆင်းမယ်တလက်မအောက်ကြမှာတော့ဆွဲကတ်တာပေါ့နော်ဒီနှစ်ခုကိုပေါင်းမှတစ်ခုသာဖြစ်နေတာပေါ့နော်ဒါလေးကိုကျွန်တော်ညဝေပေးတာပါတန်လိုက်ရဲ့ strand ကကျွန်တော်တို့ရေးပါပါတယ်မော်တာပြောက်စနစ်တွေပါနော်ဒါโอเคနော်ဒါလေးကိုကျွန်တော်မျှဝေပေးတာပါအားလုံးပဲကျေးဇူးတင်ပါတယ်